ကဲအားလုံးပဲမင်္ဂလာပါဗျာ For Day Day Channel ကနေရောညီကိုတို့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော် Forex ပွဲတင်ပေးခဲ့တာကြည့်လိုက်ရညီကိုအနေနဲ့ရလိုက်မယ်လို့ထင်ပါတယ်ဗျမနေ့ကကျွန်တော် Telegram မှာလည်းပွဲတော်များများ okay ခဲ့တာကိုတွေ့ရတယ်ဒါကြောင့်မလို့မ join ရသေးတဲ့ညီကိုတွေအနေနဲ့တာယာဆိုပြခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလာရောက် join ပြီးကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျ Okay ဒီနေ့ညမှာကစားသွားမယ် Premier League 2 share ပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကနေပြီးရွေးချက်3သက်ပေးမှာပဲဖြစ်ပါတယ်အဲဒီပွဲကတော့ Brentford နဲ့ Arsenal ပွဲစဉ်ပဲဖြစ်ပါတယ်ဗျပေါင်ချစ်ကတော့ Arsenal ကနေပြီးတော့တစ်လုံးကို45နိုင်ပေးထားတယ်ကိုပေါင်းလေးကတော့3လုံးကို90နိုင်ပေးထားတာကိုတွေ့ရတယ်ဗျဟဲ့တွေ့ရတော့ Arsenal က Brentford ကို10ပွဲနိုင်2ပွဲတည်နဲ့တပွဲရှုံးနေထားတာကိုတွေ့ရတယ် Brentford တို့ကတော့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်ပြီးတော့2ပွဲရှုံးနေထားတာကိုတွေ့ရတယ်ဗျ Arsenal တို့ကတော့နောက်ဆုံး5ပွဲမှာ4ပွဲနိုင်2ပွဲရှုံးရလက်ထွက်ထားတယ်မီကဲအာဒီတာရဲ့ Arsenal အသင်းဟာဒီနှစ် Premier League ဇယားမှာ56မှတ်နဲ့အတူပဲအဆင့်1နေရာမှာရပ်တည်နေတယ်တခုရှိတာကအဝေးကွင်း12ပွဲမှာတော့ယာကို18ဂိုးနဲ့ပေးကို9ဂိုးပဲစွမ်းဆောင်ထားသေးရဲ့ဗျ။ဂျာကိုနဲတတ်တာကိုတော့တွေ့ရတယ်။လူစင်းမိုင်းရမှာတော့တိုက်စစ်မှာအိုဒီကက်ဆာကာမယ်ရီနိုတို့ဒဏ်ရာပြဿနာကြုံနေရတယ်ဆိုပေမဲ့တိုက်စစ်မူဗစ်တာရော့ဂရက်စ်အနေနဲ့တော့ဂိုးပေါက်ပြန်တွေ့လာတာကိုတော့ဂန်နာတို့အတွက်ပျော်ရွှင်စရာပဲဖြစ်တယ်ဗျ။ဘရန်ဖို့ကတော့ပြီးခဲ့တဲ့2ပွဲလုံးဝလန်းတယ်လို့ဆိုရမယ်။နျူကာဆယ်နဲ့အက်စတွန်ဗီလာကိုနိုင်ထားတယ်ဗျ။တိုက်စစ်မူတီရာကိုအနေနဲ့လည်းတော်တော်ချေစွမ်းပြကစားနေတာကိုလည်းတွေ့ရတယ်။ကျွန်တော်ကတော့ဒီပွဲမှာဂိုးပေါ်မယ်လို့ထင်တယ်ဂိုးပေါ်လေးကိုပို့ကြိုက်တယ်ဘော်ဒီရဆိုရင်တော့ Arsenal ဘော်ဒီလေးကိုရွေးချက်ပေးလိုက်ပါဗျဆုံးဖြတ်ချသွားပြီးအတွက်ညီတို့တယောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်ဒီပွဲကောင်းလေးမောင်းတဲ့လေးလည်းတင်ဆက်ပြီးတော့မှာမလို့ကျွန်တော်ရဲ့ channel လေးကိုလာရောက် join မိကြပါအောင်ကျွန်တော် channel ရဲ့ link ကိုလည်းကျွန်တော်ရဲ့ bio မှာချထားပေးပါဗျ